Hello မင်္ဂလာပါရှင်ဒီနေ့ကတော့အဲ့နာကပြောင်းဖို့ပြောစားတဲ့နေလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အလွယ်ဆုံးနည်းနဲ့ဒါကတော့ပြောမှဆိုရင်လည်းဟိုလူပြင်းနီးပေါ့နော်ပုံမှန်ဆိုရင်တော့ပြုတ်စားတယ်ဒါမှမဟုတ်လည်းပေါင်းစားတာပေါ့နော်အခုနေပါတယ်ခွာပြီးတော့တစ်ခါလေကျလည်းအခုမခွာပေါ့ဒါပေမဲ့ဒီနေ့ကတော့အကျန်းလွယ်တဲ့နီလန်းလေးကိုအဲ့ဒါမျှဝေပေးသွားမယ်အဲ့ဒါဘာလဲဆိုတော့ဒီပြောင်းဖို့ကို microwave ထဲမှာ9မိနစ်ပဲထည့်လိုက်အေးစစ်9မိနစ်ထည့်ပြီးတာနဲ့စားလို့ရမယ်နီလန်းလေးဖြစ်တာပေါ့နော်လို့ရှိရင်လည်းအများကြီးပြုတ်ရင်လည်းမကုန်ဘူးကွာနည်းနည်းလေးပြုတ်တဲ့နေ့ကျပြန်တော့လဲဟဲရှိသေးလားနဲ့အဲ့လိုမျိုးမေးကြရလေအဲ့ဒါနဲ့အဲ့နာလည်းဟိုပြန်ပြုတ်ရင်လည်းမဟုတ်အဲ့လိုမျိုးပေါ့နော်ပိုရင်လည်းလှုပ်ပြရင်လည်းနှမျောစရာအဲ့လိုမျိုးမကုန်နိုင်ဘူးပေါ့နော်အခုဒီနီလန်းလေးကတော့တော်တော်လေးကိုစင်ပြေတယ်ကြိုက်တဲ့အချိန်မှာကိုစားချင်တဲ့ဟာကိုထည့်ပြီးစားလိုက်ရုံပဲပေါ့နော်ဆိုတော့အဲ့နီလန်းလေးကိုအဲ့နာမျှဝေပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကဲဒီမှာအနောက်မှာအဲ့နာကဒါကို microwave ထဲမှာ9မိနစ်ထည့်မှာဖြစ်ပါတယ်ဒီမှာနော်ဒါကတော့ခုနကတော့အဲ့နာ9မိနစ်ထည့်ထားတဲ့ပြောင်းဖို့ပါအခုနောက်ထပ်တစ်ဘူးကိုအဲ့နာ microwave ထဲမှာထည့်လိုက်ပါမယ်ကဲဒီမှာနော်အဲ့နာပြမယ်အဲ့ဒါလေပြီးသွားရင်လေဒီလားဒီမှာလေဒီအခွန်ကိုလေအဲ့တလို့ချွတ်ဆရာမလို့ဒီလားဒီနားလေးဖင်ထိတ်ကလေးကိုပဲလေလှီးလိုက်အဲ့လိုလေးပဲလှီးလိုက်လှီးတာများသွားပြီဟဲ့နှမျောလိုက်တာအရင်များစရာမလိုဘူးဒီလားထိတ်ကလေးကိုပဲလှီးလိုက် I want corn ပြီးသွားရင်လေဒီမှာလေအဲ့ဒါလေးကိုလေဒီလိုလေးပဲတွန်းထုတ်လိုက်တဲ့လားမှကြည့်အေးစစ်နဲ့အိမ်လည်းမရှုပ်ဘူးဒီလားပြောင်းဖို့ခွန်လည်းမရှုပ်ဘူးကြည့် corn အဲ့လိုလေးပါသွားမှကြည့်အမွေးလည်းတော့သူကြံခဲ့တယ်ပုံမှန်ဆိုကျမကလေခွာရမှလားအမလေးအမွေးတွေကပြန့်ကျဲတာအဲ့လိုမျိုးဖြစ်အခုကြည့်နော်အဲ့လိုမျိုးလုပ်ပြီးတော့ဒီလိုလေးလုပ်လိုက်ရင်မှာအေးစစ်လေးပဲဒါတော့ကျမတီးတာနည်းနည်းများသွားကြည့်အဲ့ဒါဒီမှာနောက်မှာစားမဲ့ပါစက်ကလေးတွေစောင့်နေပါဦးသူကလည်းဇွတ်ကြည့်ပဲဟဲ့ဘယ်သူစားမှာလဲကားပြီးစားမှာလားအော်โอเคကားပြီးစားမှာโอเค so good ပေါ်မှာဟုတ်အပြီးတော့လေနောက်သူရအားသာချက်တစ်ခုကလေပြီးတော့လေရေထဲတမိခဏရေထဲမှာလေမပြုတ်တော့လေသူ့ရဲ့အချိုတွေလည်းအကုန်မထွက်တော့လေပြောင်းဖို့လေးရလေဒီလားချိုနေတာပဲပြီးတော့ဒီအရွက်နဲ့လေ तू ကဟိုဒီလိုမျိုးထည့်ထားရဆိုတော့မှုေးပြီးမှလေအစားလို့ကောင်းတာတိလားအဲ့လိုမျိုးပါဆိုနောက်ကတည်းကလည်းပဲများနေဒါဆိုခဏလေးတမီးကဆောင်းလာတော့ဆောင်းလာโอเคကဲအငယ် I want ဘာလို့ကောင်းလား I want chicken အဲ့ဒါလေအဲ့လိုနီးလေးလှောက်စားကြည့်ကြသိလားတအားအဆင်ပြေလို့ပြောပြတာအရင်ကောင်းချိုအိမွှေးနှွှဲ့နာအမေတို့ငယ်ငယ်တော့လေကြောင်းဖို့ကိုလေဘယ်လိုစားလဲဆိုဘယ်လိုစားလဲတမီးရဖိုးလေမမေရဲ့ဖေပေါ့ဒီလိုမျိုးထိုးပြီးမှအဲ့လိုစားကြတာ Oh that's so cute this are mine ပြီးတော့ရှင်လည်းလေကျမရဲ့အဖေဆိုလို့ရှင်ကျမကိုကားလုပ်ပေးတာဒီလားအဲ့တုန်းကလေအဲ့လိုမျိုးဟိုဘက်ဒီဘက်ကိုဒီလိုမျိုးလေးထိုးပြီးမှမလေးလုပ်ပြီးမှလေအဲ့လားကားပိတ်လုပ်တာတဲ့တွန်းပြီးမှဆော့ကြတာပေါ့နော်ညရောက်ကားယူမယ်နော်ဒီမှာပေးမယ်โอเคညတဲ့ပြောရမလဲကျေးဇူးတင်ပါတယ်ပါပြီနော်ခုနကလိုမျိုးပဲနော်ဒီမှာဒီလိုအตาလေးပဲဆွဲချွတ်လိုက်ရုံပါပဲရှင်ကဲပေးမယ်သမီးထိုးပေးလိုက်ပါအောင်တို့အตาလေးပဲဆွဲချွတ်လိုက်ရုံပဲဒီမှာတွေ့လားဘာအမွေးမှရှုပ်စရာအကြောင်းကိုမရှိတော့ဘူးအမွေးတွေဆိုလဲလေအဲ့လိုအလောက်ကြီးမရှုပ်ရှက်ခတ်နေဘူးတွေ့လားကဲအေးမီလာဒီမှာ a mommy corn oh cheese